အားလုံးပဲမင်္ဂလာပါရှင်လက်ဖော်လေးဆက်ရှင်အလုတ်ရှာဖွေရုံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ညီမလေးအလုတ်9ခုနဲ့လာပြီးမိတ်ဆက်ပေးမယ်နော်အလုတ်နံပါတ်1ကတော့အိမ်ဖော်လုပ်ပဲဖြစ်ပါတယ်ရှင်အလုတ်နေရာကတော့လက်ကပံပတ်မှာပါတထေး3ယောက်ရှိတယ်ကလေး1ယောက်ရှိတယ်အဲ့မှာလူခံ1ယောက်ရှိထားတယ်ရှင်လက်စာက1,500နာရက်4ရက်မနန်း OT 900ပါရှင်အလုတ်နံပါတ်2ကတော့လူအိုကြီးအလုတ်ပဲဖြစ်ပါတယ်အလုတ်နေရာကတော့နွန်ထပ်ပူလီပတ်မှာပါရှင်အဖွားကိုကြည့်ရမယ်နော်အဖွားက86နှစ်ပါရှင်အဖွားကလမ်းလျှောက်လို့ရသေးတယ်နော်ဒီတိုင်းအဖွားကိုအဖော်ပြုတ်ပေးရမယ်ပြီးရင်အိမ်ကလုံးလုံးရမယ်ရှင်လက်စာက1,600နာရက်4ရက်မနန်း OT 600ပါရှင်အလုံးနံပါတ်3ကတော့မွေကင်းစားကလေးထိတ်အလုပ်ပဲဖြစ်ပါတယ်အလုံးနေရာကတော့လက်ကပမှာပါရှင်ကလေးထိတ်အသေးကြုံရှိရမယ်ကလေးနဲ့အိပ်ရမယ်ရှင်လက်စာက1,800နာရက်4ရက်မနန်း OT 800ပါရှင်အလုံးနံပါတ်4ကတော့အိမ်ဖော်ကလေးထိတ်အလုပ်ပဲဖြစ်ပါတယ်အလုံးနေရာကတော့လက်ဖော်ဖက်မှာပါရှင်အမှလူခံ1ယောက်ရှိထားတယ်နော်ကလေး1ယောက်ရှိမယ်ကလေးက4နှစ်အရွယ်ပါရှင်လက်စာက1,400နာရက်2ရက်ပါနော်အလုတ်နံပါတ်5ကတော့ရုံတန့်ရှင်ရဲ့အလုတ်ပဲဖြစ်ပါတယ်ရှင်အလုတ်နေရာကတော့ဖတ်ပတိုင်းဖတ်မှာပါနော်လက်စာက1,200နာရက်4ရက်မနန်း OT 900ပါရှင်ထမင်းဖိုးတစ်လကို2,000ပတ်ပေးတယ်နော်အဲ့မှာလူခံ1ယောက်ရှိထားတယ်ရှင်အခုညီမပြောရတဲ့အလုတ်5ခုကိုစိတ်ဝင်စားရင်တော့လက်ဖော်လေးဆက်ရှိရုံကိုဝေလာစမလို့ရတယ်ရှင်စမကြေးမရှိဘူးနော်အလုတ်ရမဝန်ဆောင်ခ1,000ပတ်ရှိမယ်ရှင်ရုံနေ့တိုင်းဖင်တယ်နော်ရုံပေးရက်မရှိဘူးရှင်အားလုံးပဲမင်္ဂလာပါရှင်